ကဘာကြီးကျယ်ဆုံးဖျော်ဖေးသမားဟီတယောက်စီကနေငွေရေးကျွေးဆိုင်ရာအကြံဉာဏ်တွေရနိုင်မယ်လို့ဘလူဝါညမ်းထဲမှာလည်းဗျာဟုတ်ပါတယ်ဒီနေ့ကျမတို့ဆွေးနွေးမှာက19ရာစုကနန်းတဲ့ကျော်ဖီတီပါနမ်ရဲ့ငွေရှာချဲနုပညာစာအုပ်ထဲကရွှေလိုတန်ဖိုးရှိတဲ့စီမင်းတွေအကြောင်းပါပဲကဲအကျူတူလေးလာကြည့်ကြရအောင် လူတော်များများကသူ့ကိုဖြောပြရဲ့တမားကြီးအနေနဲ့ပဲသိကြတာလေဒါပေမဲ့အဲ့နောက်ွယ်မှာတကယ်ကိုစနစ်တကျသွေးခေါ်တတ်တဲ့ပညာရှင်တယောက်ရှိနေခဲ့ပါတယ်အန်ဩစရာကောင်းတာကသူပေးခဲ့တဲ့ကြွယ်ဝမှုကိုတိဆော့တဲ့နီလန်းတွေကဒီနေ့ခေတ်ထိတောင်ပါကြောင့်ဒီလောက်ခိုင်မာနေရတာလဲဆိုတာပါပဲဒီတော့ဒီမေခွန်းကိုပဲအတူတူအဖြေရှာကြည့်ကြတာပေါ့ဖြောပြရဲ့လောကရဲ့ပြည်ရင်တစ်ပါးစီကနေစစ်မှန်တဲ့ကြွယ်ဝချမ်းသာမှုကိုတိဆောက်ဖို့အတွက်ကျွန်တော်တို့ဘာဒီများတင်ယူနိုင်မလဲဘာနုံကတော့ပြောတယ်တကယ်ကြွယ်ဝချတာမှုဆိုတာပန်ဆိုင်ငယ်မှာစတာမဟုတ်ဘူးလူတစ်ယောက်ရဲ့အတွင်းစိတ်သူ့ရဲ့အတွေးခေါ်လဲမှာပဲစတာတဲ့အဲ့ဒါကမှအရာအနှုံးရဲ့အခြေခံအုတ်မြစ်အစင်အမှန်ပါပဲပန်နမ်ရဲ့ပထမဆုံးစီးမြင်ကတော့ economy ချိုးချံ့ချွေတာမှုပါတယ်ဒါပေမဲ့ကျွန်တော်တို့ထင်နေကြသလိုမျိုးတော့မဟုတ်ဘူးဗျသူကလူများစုခါချိုးချံ့ချွေတာချင်းရဲ့အရေးပေကိုလုံးဝကိုလွဲမစွာနားလေထားကြတယ်လို့ဆိုပါတယ်ကဲဒါဆိုဖာကွာသွားလေစစ်မှန်တဲ့ချိုးချံ့ချွေတာမှုဆိုတာကစိနေတာမဟုတ်ပါဘူးဒါကတကယ်တော့အရန်ရိုးရှင်းပြီးအစွာထက်တဲ့ညီမအခြေတစ်ခုပဲဗျာဝင်းငွေကထွက်ငွေထဲအမြဲတမ်းပိုများနေရမယ်ဒါပဲဒါကစနစ်တစ်ခုကြောင့်ကိုပြောနေတာဗျာပိုက်ဆံအကျွေးလေးလေးလိုက်စုနေတာမျိုးပြောနေတာမဟုတ်ဘူးဘာနမ်ကဒီစကားပုံကိုတိတ်သဘောကြတာဒါကတကယ်ကိုအစွမ်းထက်တဲ့သတိပေးချက်တစ်ခုပဲလေအသေးခွဲလေးတွေမှာပိတ်ဆံလိုက်ချွေတာနေပြီးတော့တကယ်အဆုံးစီးကြီးတွေကြတော့ပေါက်ကြားနီးခွင်ပေးချရင်အဲ့ဒါကိုလိန်နေတာနဲ့ဘာမှမထူးမို့ဒီချက်ကဘန်နမ်ပြောပြတဲ့ဆိုဖာတစ်လုံးရဲ့ပုံပြင်ကိုတတိယစေပါတယ်အစတော့ဘာမှမဟုတ်တယ်လို့နဲ့စခဲ့လားဒါပေမဲ့ဇင်ခံပစည်းလေးတစ်ခုကနေဘလို့များဗန်တိုင်ရေးဆိုင်ရာကပ်ပေးတစ်ခုစီကိုတရက်ဆက်ဦးတည်သွားနိုင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတဲ့သတိပေးပုံပြင်တစ်ပုဒ်ပါပဲဒီအချက်ကအားလုံးကိုပြန်ပြီးချိတ်ဆက်ပေးတဲ့အချက်ပဲဗျဘယ်နာအတွက်တော့ကိုနဲ့မကိုက်ညီတဲ့ကိုအတွက်တဘာဝမကြတဲ့အလုပ်တစ်ခုမှအောင်မြင်ဖို့ကြိုးစားနေတာဟာရေဆန်ကိုလန်တက်နေရတယ်လို့ပဲတဲ့ဒါကြောင့်ကိုနဲ့တဘာဝကြကိုက်ညီတဲ့အသက်မွေးဝမ်းကြောင်းတစ်ခုကိုရွေးချယ်နိုင်ဖို့ကအရေးကြီးဆုံးပဲပေါ့ဟုတ်ပြီစိတ်နဲ့စိတ်သားမှန်ကန်သွားပြီဆိုရင်တော့လက်တွေလောက်ဆောင်ဖို့အချိန်ရောက်ပါပြီဒါတွေကတော့အောင်မြင်ဖို့အတွက်ဘာနမ်ချော့ပြခဲ့တဲ့လက်တွေကြားတဲ့စီးမြင်နေပါပဲဘာနမ်အတွက်တော့ဒီစီးမြင်ကလုံးဝအယုတ်ပေးလို့မရတဲ့အချက်ပဲအကျွေးကိုရှောင်ပါသူကအကျွေးတင်တာကိုခေတ်သစ်ကျွမ်းစနစ်တစ်မျိုးလိုကိုမြင်ခဲ့တာဒါကလူတယောက်ရဲ့လွတ်လပ်ခွင့်ကိုအရင်ကနေဆွမ်းနှုတ်ပစ်တယ်လို့သူကယုံကြည်ခဲ့ပါတယ်အကျွေးတင်ခြင်းရဲ့ဝန်ထုတ်ဝန်ဖို့ကတကယ်ကိုကြီးမားပါတယ်ကိုလေးစားမှုကိုပျက်စီးစေတယ်ပြီးတော့ကိုအိတ်နေတဲ့အချိန်မှာတော့ကိုဆန့်ကျင်ပြီးအလုံးလုံးနေတဲ့အတိုးနှုံးဆိုတဲ့တခင်စိုးတယောက်အောင်မှာခိုင်းသမျှလုံနေရတယ်လို့ပဲဗျာဒီအချက်ကိုပို့ပြီးအားကောင်းသွားအောင်ပါနမ်ကနာမည်ကြီးဒေးဗီခရော့ကက်ရဲ့စောင့်ပုတ်ကိုကာခဲ့ပါတယ်ကိုလုံးတာမှန်တယ်ဆိုတာသိချပြီလားသိချရင်ရှစ်ကိုသာဆက်တိုးတဲ့ဇွဲလုံးလာရဲ့အစွမ်းကိုပြတဲ့တကက်ကိုရိုးရှင်းပြီးအားမှန်ပါတယ်စကားပဲဗျာဒီနေရာမှာအောင်မြင်မှုရဲ့နောက်ွယ်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အတွေးခေါက်တစ်ခုရှိနေပြန်ရော Rothschild မိသားစုရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ဆိုတာကအစီအစဉ်ဆွဲတဲ့အခါတတိအရန်ကြီးပြီးအဲ့ဒီစီဇန်ကိုအကောင့်ထဲ for တဲ့ခေါက်ကြတော့ရဲဝံ့လှုပ်ချလိုက်တာပါပဲဆိုလိုတာကတတိရောရဲစွမ်းတတိရောနှစ်ခုစလုံးလို့တယ်ပေါ့ကဘာပေါ်မှာအကောင်းဆုံးထုတ်ကုန်ကိုပိုင်ဆိုင်ထားတယ်ပဲဆိုပါတော့ဒါပေမဲ့အဲ့ဒီကြောင့်ဘယ်သူမှမသိရင်တော်ထဲမှာဖွက်ထားတဲ့စေတနာသိတာတစ်လုံးတည်းဘာမှမထူဘူးလေဘာတော့အတွက်တော့ကြော်ညာရဲဆိုတာအောင်မြင်မှုရဲ့မရှိမဖြစ်အစိတ်ပိုင်းတစ်ခုပါပဲဘာနွန်ကကြော်ညာခြင်းကိုလက်ရစိုက်ကြိုးရင်းနဲ့ဥပမာပေးခဲ့တယ်အရန်ကောင်းတဲ့ဥပမာပဲအရင်ဆုံးလူတွေသိအောင်မျိုးစေ့ချရမယ်အဲ့ဒီနောက်မှာငွေကြေးရိတ်အကျိုးအမြတ်တွေကိုရိတ်သိမ်းလို့ရမှာယင်းနှမြုံနှံမှုမရှိဘဲနဲ့တော့အကျိုးအမြတ်ဆိုတာမရနိုင်ဘူးပေါ့ဗျာကဲဒီအပိုင်းကိုဘာနာမြအားတက်စရာစကားလေးနဲ့အဆုံးသတ်လိုက်ရအောင်ပြိုင်ဆိုင်မှုတွေဘယ်လောက်ပဲများထူးချုံပြော့မြောက်မှုအတွက်ကတော့အမြဲတမ်းနေရာတနေရာရှိနေမှာပဲတဲ့စိတ်နေစိတ်ထားရောလက်တွေ့လှုပ်ဆောင်မှုရောအလိုဆွေးနွေးပြီးဆိုတော့အခုပန်းတိုင်းရဲ့အရေးကြီးဆုံးအခြေခံမှုစီးကိုရောက်လာပါပြီတို့ချတော့တကယ်ကြွယ်ဝချမ်းသာမှုရဲ့အုံမြင့်ဟာပိတ်ဆက်မဟုတ်ဘူးကိုချင်းတယောက်နဲ့စာရစ်တာပါပဲတဲ့ဘာနင်ကဗန်တာရေးဆိုင်ရာရေးမှန်းချက်တွေအတွက်လုံးဝအလော့အတင်းလုပ်လို့မရတဲ့အစာပြိုးမိုက်ကတော့ကာယကျမ်းမာရေးပဲလို့ယုံကြည်ခဲ့ပါတယ်ရှင်းလေးပါပဲကျမ်းမာမှစီးပွားရှာနိုင်မှာပေါ့ဘာနမ်ကအောင်မြင်မှုကိုတိုက်ရိုက်တိုက်ခိုက်နေတဲ့အကျင့်ဆိုးတွေကိုပြတ်တာသတိပေးခဲ့ပါတယ်သူ့မြင်မှာတော့ဒီကျင့်တွေကဦးနောက်ကိုထုံတိုင်းစေတယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချတိုင်းဆုံးကိုဖျက်ဆီးပစ်တယ်အဆုံးမှာတော့ဗန်နာရေးဆိုင်ရာပျက်စီးမှုကိုပဲဦးတည်စေတယ်ပေါ့ဘန်နမ်အကတော့ဒီအချက်ကရှင်းလေးပဲ
ဂုံတိခါဆိုတာလူတယောက်ပိုက်ဆိုင်နိုင်တဲ့မြတဲ့မှာအဖိုးတန်ဆုံးရနာမှာပဲစိန်တဲ့ပတ်တမြဒီထဲတောင်တန်ဖို့ရှိပြီးငွေနဲ့ဘယ်တော့မှအစားထိုးလို့မရပါဘူး ဒါကြောင့်မို့လို့ဂုံတက်ခါဆိုတာကိုချင်းတရားရကောင်းမွန်ုံတက်တက်တဲ့မဟုတ်ပါဘူးဒါဟာအောင်မြင်မှုရဲ့ရွှေတော်တစ်ချောင်းပါပဲဒါကယုံကြည်မှုကိုတိဆောက်ပေးပြီးရေရှည်မှာအခွင့်အလမ်းတကောက်ပေါင်းများစွာကိုဖွင့်ပေးနိုင်ပါတယ်ကဲဒီကုန်းချုပ်အနေနဲ့ဒီဆွေးနွေးမှုကိုနောက်တစ်ဆင့်ထပ်တက်ကြည့်ကြရအောင်ငွေရှာယုံတက်တက်ကနေငွေရဲ့တကက်အန်ဒီမာရွေချက်ကိုနားလည်ဖို့အထီးပေါ့ ဒီစကားတစ်ခုကကျွန်တော်တို့အောင်မြင်မှုနဲ့ပတ်သက်ပြီးထားရှိတဲ့အယူဆအားလုံးကိုစိန်ခေါ်လိုက်တာပါပဲချမ်းသာပါနဲ့အောင်မြင်တာနဲ့ကအများအားတော့ထပ်တူမကြဘူးဆိုရင်တကယ်အောင်မြင်မှုဆိုတာရောဘာကိုဆိုလိုတာလဲ ဒီမိခွန်းလေးကတော့ကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာတစ်ခုဖြစ်ချမ်းထားခဲ့ခြင်းပါတယ်ငွေဆိုတာပန်းတိုင်မဟုတ်ဘူးကိရိယာတစ်ခုပဲဆိုရင်ကျွဲဝချမ်းသာမှုရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ကတကယ်တော့ဘာဖြစ်မလဲ